ယူညငါပြောရရှိရဲ့ ပြောလေ နေတင်းကျုံမှာဘယ်တော့ဖြစ်ခဲ့သေးရဲ့ ငါတင်းကျွတ်တော့အမျိုးတွေကိုလိုက်ကြတော့တယ်ပြီးတော့ဖះတွေသွားတယ်တငယ်ချင်းတွေနဲ့မုန်းစုစားတယ်ဂျိုင်းမဲနေမပါတော့ငါထွက်ပြင်းနေတာဟာ ဟုတ်လားငါလည်းရှိနေတာပေါ့ဒါပေမဲ့ငါကြာပြန်သွားလို့ပါဟာ နေရောရှာမပိုင်လောက်ခဲ့လေ ဒီမှာကတိတ်ပြီးတော့ထွေးထွေးလောက်ချလည်းမရှိပါဘူးဟာအပင်နေကငါဖះသွားပြီးငါလူချင်းတဲ့စုတစ်ခုတောင်းနေတယ်ပြီးတော့အကိုပါရီကိုပြောတယ်ဒါပါပဲဟာ အမေဖះတရားလုပ်တဲ့ကောင်ကအခုမှဖះသွားပြီးစုတစ်ခုလေးတောင်တောင်းနေဆိုပဲ ဟောနေကလေအဲ့လိုမဟုတ်ပါဘူးက ပြောစမ်းပါအောင်ဘာစုတောင်းခဲ့ရလဲဟဲ့ အဲ့ဒါကလားဟိုဟာလေ ဟိုတီတီတွေပြောနေနဲ့ဘာလဲနေငယ်ငယ်တော့ငါလို့ဘောင်းမီရဲ့တေးပေါက်ချတာလူမမိပါစေနဲ့လို့ဆုတောင်းတာဟုတ်လား မဟုတ်ပါဘူးဟာနေကလေကမလေးတယောက်ကိုချစ်နေလို့ဟာ ဟမ်နေရချစ်နေတာဘယ်သူ့ကို ဟုတ်တယ်ငါရှင်းနေတာနင်းကိုဟာ ဟမ် ဟုတ်တယ်ယူရဲ့ငါလေဒီဟိုးငယ်ငယ်လေးကစိတ်ဝင်စားလာတာဒီနေ့ငါတွေကသွားတူတူစားတူတူလာတူတူလေဒီငါလေးတဲ့နေ့ကစိတ်ဝင်စားလာတာအခုတန်းတန်းကြောင်းပြီးတော့မှမလို့ဒီခုလိုချစ်တဲ့အကြောင်းထုတ်ပြလိုက်ရတာငါမလေးနေကိုပြောဖို့ပြောတယ်မပြောသေးစဉ်းစားရသေးရဲ့အခုလိုပြောတော့ဒီနေ့ငါတကယ်ချင်းစီလေးပြင်มาလဲကြောက်တယ်ဆိုရင်လေအချေကြီးဖြစ်သွားမှာဆိုလို့ဟာအဲ့ဒါသင်ဘောကရောဒီချီလူသွားလား စိတ်မဆိုးပါဘူးကောင်းရဲ့နေနဲ့ငါကအိမ်ချင်းလဲနေတယ်ငယ်ငယ်လေးကလေးကတငယ်ချင်းတွေဖြစ်လာတာဆိုတော့အခုလိုပြောလိုက်တော့ငါကြောင်သွားလို့ပါဒါပေမဲ့ဟာငါနင့်ကိုပြောမယ်ငါတို့ကတငယ်ချင်းတွေမောင်နှမတွေဆိုလဲဟုတ်တယ်မော်ရာတွေဆိုလဲဟုတ်တယ်အဲ့တော့ငါနင့်ကိုတငယ်ချင်းတန်ရုံစင်ထဲမပို့ဘူးဟာ ဟာယူအနေကိုတကယ်ချစ်တာပါ ကောင်းမြတ်မင်းလေးသိလားအရေးကြီးအောင်လောက်တာပဲလာလာသွားမယ်